ဗုဒ္ဓပိစေကဗုဒ္ဓသအရဟံအဂသာဝကမာဒာပိတုဂုရုတ္ထာဓမ္မဒေသကသဒါယကဣမေတတမဂုနေဝန္ဒမတိရတမယံဗုဒ္ဓဆံတရားလုံးစုံအကုန်သိမြင်ဘုရားရှင်တို့ကို၎င်းပိစေကဗုဒ္ဓဆာသစ္စာလေးပါးမြတ်တရားကိုတိချာသိမြင်တော်မူသောပိစေကဗုဒ္ဓရှင်မြတ်တို့ကို၎င်းအရဟဇာအသဝကင်းစေယန္တာရှင်တို့ကို၎င်းအဂသဝကသပညာတကိုမြတ်လှစွာသောလဝဲလက်ရာအဂသဝကတို့ကို၎င်း